လာပါရှင်ထားတို့ပြန်နေစုံပေးကြပါပြီခုရက်တွေထဲမှာဒါထားရဲ့ပွဲကြိုသုံးသက်ချက်ဗီဒီယိုတွေကဒါလုံးဝကိုတင်လို့မရဘူးဒါ Facebook မှာရော TikTok မှာရောဒါဖြတ်ချခံနေရတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒါဒီရက်တွေမှာထားရဲ့ဗီဒီယိုလေးတွေမတင်ပြတာဖြစ်ပါတယ်ဒါဒီနေ့တော့ဒါထပ်ပြီးတော့စူးစမ်းကြည့်မယ်ဆိုပြီးတော့ထားဗီဒီယိုလေးရိုက်လိုက်တာပေါ့နော်ဆိုတော့ထားဒါဗီဒီယိုလေးမတင်ဖြစ်ပေမဲ့ဒါထုံးစံအတိုင်းပဲထားစီမှာမောင်တယ်လေးလက်ဆောင်ယူနေကြသူတွေကတော့ဒါထားရဲ့ CV မှာဒါနေတိုင်းလာပြီးတော့မှမောင်တယ်လေးလက်ဆောင်တောင်းနေကြတာပဲပေါ့နော်ဆိုတော့မနီးကဆိုရင်လည်းဒါမောင်းပေါက်ဖို့ကွာ Palace Body တပွဲလေးဖောက်သွားလို့ဆိုရင်ထားတို့ဒါနေတင်မောင်းပေါက်တယ်ဒီကဆိုတော့ဒီနေ့လည်းလက်ဆောင်မောင်းလို့ခြင်းနဲ့သူရှိလို့ရှိရင်ထားရဲ့PCD မှာလာရောက်ပြီးတော့မှယူရပါတယ်ရှင့်အဲ့တော့ဒီနေ့မှာလည်းဒါ Champion League ပွဲစဉ်တွေ6ပွဲလောက်ရှိရဲ့အဲ့ဒီထဲကမှဒါထားရဲ့အကြိုက်ဆုံးဒါတပွဲလေးကိုအကိုတို့ကိုဒါသုံးသပ်ပြီးမှဖြစ်ပါတယ်ဒါကြောင့်မို့လို့ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ပြီးတော့ထားရဲ့ဒီဗီဒီယိုလေးကိုလည်း like and share comment လေးနဲ့ဝေးရပေးကြဖို့လည်းပြောချင်ပါတယ်ရှင့်ဆိုတော့ထားဒီနေ့သုံးသက်ပြီးမြဲပွဲစဉ်လေးက Olympia Coast နဲ့ Perforce တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲလေးကည7:15မှာကစားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါပွဲကြီးတွေလည်းရှိနေပေါ့နော် Champion League လေးကပဲဒါပေမဲ့မောင်လေးမှာတော့ထားထဲတော့စော့ပြီးထားတယ်ပွဲလေးကလည်းဒါပို့ပြီးတော့တိုက်တဲ့ထင်မှလည်းပါတယ်ဒါကြောင့်မလို့ပါဆိုတော့ Olympia Coast ကတော့အားလုံးသိတဲ့အတိုင်းပဲဒီရာသီတစ်မှာသူကအကောင်းဆုံးပုံစံတွေနဲ့ကစားပြီးတော့ဒါထွက်ကောင်းထားတယ်ပေးကိုမရှိကစားထားပြီးတော့ရမက်က6မှတ်နဲ့ဂိုးရည်အတွက်ကလည်းဒါ6အထိအောင်ရရှိထားပါတယ်ဆိုတော့တစ်ဖက်က Perforce အတင်းကတော့ဒါသူရဲ့ Champion League ပထမဆုံးခြေစမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ Olympia Coast အနေနဲ့ဒါ Perforce ကိုလွယ်လောက်ပါတယ်ဆိုပြီးတော့လည်းကစားလာနိုင်တယ်ဒါပေမဲ့ Perforce ကလည်းဒါအရန်ကြီးသူတို့အနေနဲ့လွယ်လောက်မဲ့အတင်းလို့ထားတော့မထင်ဘူးပေါ့နော်အဲ့လိုဆိုတော့ဒါသူတို့နဲ့တင်းဒါရှင်လိုက်မယ်ဆိုရင်တော့ဒါနေငယ်တော့ဒါအရေးချင်းမမျှဘူးလို့ထင်ရတယ် Olympia Coast ကတော့ဒါပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ Perforce ကလည်းဒါလည်း Cavina တို့ Dynamo Kit တို့လိုအသင်းတွေကိုတောင်မှဒါနိုင်ပြီးတော့တက်လာတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတော့ဒါပြီးခဲ့တဲ့စနေနေ့ကမှဒါလီမာဆောကိုရှုံးသွားတဲ့တပွဲပေါ့နော်အဲ့ဒီတပွဲကြောင့်ပဲဒါPerforce ကရှုံးပွဲမရှိစံချိန်ရက်သွားတာဒါပေမဲ့ရှေ့ပွဲတွေမှာသူကစတိုက်နိုင်ထားခဲ့တယ်ပေါ့နော်အဲ့တော့ Perforce ကလည်းဒါသူ့ရဲ့ Champion League ခြေစွမ်းကလည်းအရင်ဆုံးနေပါအဲ့တော့Perforceအနေနဲ့လည်းဒီ Olympia Coast ကိုအနေနဲ့ဒုက္ခပေးလာနိုင်နေလို့ထားတော့ထင်တယ်ဆိုတော့ဒီပွဲစဉ်လေးမှာတော့ထားကဂိုးပေါင်းကြီးကိုရွေးချယ်ပေးထားတယ်ဂိုးပေါင်းကြီး 3+80 ပေးထားပါတယ်ထားရဲ့ရွေးချယ်မှုကတော့Olympia Coast ဂိုးပေါ်လေးပဲဖြစ်ပါတယ်Olympia Coast ကလည်းဒါသူ့ရဲ့ထုံးစံအတိုင်းပဲပေါ့နော်အတက်နိုင်ဆုံးပေးဖို့မရှိအောင်စူးစမ်းလာနိုင်နေဆိုပေမဲ့ Perforce ဘက်ကသွင်းဖို့ကိုလည်းမြင်နိုင်ကြရှိရလို့ထားတော့ထင်တယ်ဒါကြောင့်မို့လို့နှစ်သင်းစလုံးဒါအပြန်အလှန်သွင်းဖို့တွေကိုမြင်ရမယ်ထင်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်လေးမှာဂိုးပေါင်းအပေါ်လေးကိုရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်ရှင့်ဆိုတော့ဒီနေ့အတွက်ထားရဲ့ရွေးချယ်မှုပွဲကောင်းလေးကတော့ဒါ Olympia Coast ဂိုးပေါ်လေးပဲဖြစ်ပါတယ်မောင်တက်လူချင်းတဲ့ကိုရီကကြတော့ထားရဲ့ဒါ PCD မှာလာပြီးယူလို့ရပါတယ်ရှင့်အားလုံးပဲကန်ကောင်းအပေါင်းပြကြပါစေရှင့်အားလုံးပဲတတားပါ